Began, situated in Nyaung Township, Nyaung District of Mandalay Region, is an archaeological zone as well as a World Heritage Site designated by the UNESCO. It's one of the most attractive areas in Myanmar to the local and international tourists by the ancient works of pagodas and temples, natural scenic beauties, and the ancient cultural heritages which can be observed collectively in one place. The Ministry of Hotels and Tourism has promoted destinations for the tourists and the development of tourism industry of Bagan area in the post-COVID-19 period. Let me introduce attractive tourist destinations. Among them, Chao Yigan, Mini Rock Lake, is one of the new destinations to be visited. Chao Yigan ကိုကျွန်တော်တို့စပြီးသတိပြုမိတာကတော့ COVID-19 အတွင်းမှာခီးသွားတွေတကိုးကြီးဖျားတွေကိုမဝင်ရတော့ဘူးဆိုတော့ခီးစဉ်ဒေသတစ်လေးတွေကိုရှာမှဖြစ်မယ်ဆိုပြီးတော့ကျွန်တော်တို့ရှာဖွေခဲ့တယ်2019ခုနှစ်ကလေးပြီးတော့ဒီ DMO လို့ခေါ်တဲ့ Destination Management အဖွဲ့အစည်းတွေနဲ့ပူးပေါင်းပြီးတော့ကျွန်တော်တို့ရှာဖွေခဲ့တဲ့အချိန်မှာဒီကြောက်ရိကန်လေးကိုတွေ့ခဲ့ပါတယ်ယခုရောက်ရှိနေတဲ့ကြောက်ရည်ကန်ရဲ့တမိုင်းကြောင်လေးကတော့ရခင်ကဒီရက်ဒေသမှာတပ်လူမျိုးတွေနေထိုင်ခဲ့တဲ့တောင်ဖြစ်ပါတယ်အဲဒါကြောင့်ဒီတောင်ကိုတပ်ဆိုးတောင်လို့လည်းခေါ်ပါတယ်ဒီကြောက်ရည်ကန်လေးရဆိုရင်ပြင်ခီးသွားဧည့်သည်တွေအလွန်အမတန်မှစိတ်ဝင်စားစရာကောင်းတဲ့ခီးစဉ်လေးတစ်ခုဖြစ်မယ်လို့ကျွန်တော်တို့မျှော်မှန်းပါတယ်။ဘာလို့လဲဆိုတော့ဒီခီးစဉ်ကိုလာမယ်ဆိုရင်ပထမဆုံးလမ်းလျှောက်ပြီးတော့မိနစ်20မိနစ်30လောက်လမ်းလျှောက်ရမယ်။ဒီလမ်းလျှောက်တဲ့သူတွေအတွက်လည်းအဆင်ပြေအောင်နောက်တစ်ခါဒီလမ်းလျှောက်ပြီးတော့မောပန်းလာတဲ့အချိန်မှာဒီပကံဒီကြောက်ရည်ကန်ရဲ့အထက်မှာရှိတဲ့ရှုခင်းလေးဟာဟိုတစ်ဖက်ကိုပြန်ကြည့်မယ်ဆိုရင်တစ်ဖက်ကတရွေးနောင်နိုင်ကြီးရှိမယ်။နောက်တစ်ခါဟိုပကံမင်းရဲ့နေပြီးတော့ဟိုလည်းလှမ်းမြင်ရမယ်။ပကံမြင့်နေပြီးတော့အပြင်ဟိုဘက်မှာရှိတဲ့အေယာဝတီမြစ်နဲ့တိုင်ကြီးတောင်ရဲ့အလှဟာလည်းပဲတဘာဝပကြီးကားတက်ချက်လို့ဆွဲဆောင်နေတာကိုတွေ့ရတယ်ဒါကြောင့်ဒီနေရာလေးကြောက်ရည်ကန်လေးကိုကျွန်တော်တို့ကဆန်းဆက်ကြည့်ဝဲရအတွက်နိုင်ငံခြားသားခီးသားဧည့်သည်နဲ့ပြည်တွင်းပြည်ပခီးသားဧည့်သည်တွေကိုလာရောက်ကြည့်ရှုနိုင်အောင်စီစဉ်ဆောင်ရွက်ထားခြင်းဖြစ်ပါတယ်ကြောက်ရည်ကန်ကညောင်ဦးရွာလေးမဲ့လာမယ်ဆိုရင်2မိုင်နဲ့မှ3ဖာလုံးအကွာမှာရှိမယ်တွင်းတောင်တန်းကြီးပေါ်မှာရှိပါမယ်တွင်းတောင်တန်းရဲ့အရှိဘက်မှာရှိတဲ့သက်ဆိုးတောင်မှာတည်ရှိပါမယ်ရခင်ကဒီသက်ဆိုးတောင်ဟာဆိုရင်ဖြင့်ပကံမင်းရဲ့စီရေးစီရာအဓိကအချက်ချာကြတဲ့နေရာတစ်ခုဖြစ်ပါတယ်ပကံမင်းနေပြီးတော့လာရောက်ပြီးတိုက်ခိုက်မဲ့ရန်သူတွေကိုရှေ့တန်းစစ်စခန်းတစ်ခုအနေနဲ့တိဆောက်ထားတယ်လို့သမိုင်းပညာရှင်အချို့ကဆိုထားပါတယ်ခင်ဗျကြောက်ရည်ကန်ကိုလာမယ်ဆိုရင်ကျွန်တော်တို့တွင်းတောင်ရဲ့အရှိဘက်ဘုံကြီးကျောင်းကလေးလာတဲ့လမ်းတစ်လမ်းရှိမယ်တွင်အောင်ဖျားလေးပြီးတော့ဆင်းလာတဲ့လမ်းနှစ်လမ်းရှိမယ်ဒီလမ်းရဲ့တစ်ချောင်းမှာရှိတဲ့ကျင်းငှက်တလိษံနဲ့ဂျိုးငှက်တလိษံတွေယုံတို့တခါတလေတွေ့ရပါတယ်ဒီဥစ္စာလေးတွေဆိုရင်ဖြင့်တဘာဝအလှပကိုဆွဲဆောင်နေပြီးတော့ကြောက်ရည်ကန်ကိုရောက်ရှိမယ်ကြောက်ရည်ကန်အတွင်းမှာရှိတဲ့ဒီအဓိကထူးခြားတဲ့အရာကတော့ရှေးမြန်မာတွေရဲ့ဤပညာဘလောက်မြင့်မားတယ်ဆိုတာကိုဖော်ပြနေတဲ့ကျူအားအကုတ်လို့ခေါ်တဲ့ဥစ္စာဟာတမှုထူးခြားစွာတွေ့ရှိရမယ်ဖြစ်ပါတယ်၎င်းအပြင်မွေရုပ်နဂါးရုပ်
ငှက်ရုပ်ဟင်းသားရုပ်ဆိုတဲ့ဒီကြောက်ထွန်းပကြီးဥစ္စာလေးတွေကိုထူးထူးခြားခြားတွေ့ရှိရမယ်ဖြစ်ပါတယ်ဒီကြောက်ရိပ်ကန်အတွင်းမှာလေးဘက်လေးရန်ဟာဖြင့်ကြောက်နေရန်နေနဲ့စီတန်းထားပြီးတော့ထူးထူးခြားခြားဒီတောင်ပေါ်မှာတွေ့ရတဲ့ကံတကံအဖြစ်ခံစားရပါမယ်ဒီကြောက်ရိပ်ကန်တွေကိုဆင်မဲ့ဆိုရင်ရှေးမြန်မာမင်းတွေရဲ့ဘိတုယာအနုပညာလက်ရာတွေမြန်မာမင်းတွေရဲ့ဒီစီရေးတိဆောက်ထားပုံတွေနောက်တစ်ခါဒီနေရာတွေကအရင်တစ်ချိန်တုန်းကစင်တက်မြင်းတက်တွေတိဆောက်ခဲ့တဲ့နေရာတစ်ခုအဖြစ်ပြန်ပြီးတော့အမှတ်ရအောင်ဆွဲဆောင်နေတဲ့ခီးစဉ်တွေတစ်ခုဖြစ်ပါတယ် The Rock Lake has been frequently visited by local people. Thanks to the newspapers, journals, and social media, it's become a popular destination among local visitors for its unusual features, offering excitement to the visitors. ညောင်ဦးမျိုးနဲ့12မိုင်အကွာမှာရှိတဲ့တပ်ပြင်တော်ကြေးရွာမှာရှိတဲ့ရုပ်ဆောင်ကျောင်းကိုရောက်ရှိနေပါတယ်ဒီရုပ်ဆောင်ကျောင်းကြီးအားဆိုရင်လွန်ခဲ့တဲ့နှစ်ပေါင်း250ခန့်ကတည်ဆောက်ခဲ့ပြီးတော့ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်တွေနဲ့ပြည့်စုံစွာတည်ရှိနေတဲ့ရုပ်ဆောင်ကျောင်းကြီးတစ်ခုဖြစ်ပါတယ်ရှေးဟောင်းပစ္စည်းတွေကအမျိုးပေါင်းမြောက်များစွာရုပ်ဆောင်ကျောင်းထဲမှာရှိနေတာကိုတွေ့ရမှာဖြစ်ပါတယ် The Yogso Monastery is situated in the middle of the village. The presiding Sayadaw is currently preserving the Yogso Monastic building. The Yogso Monastery will be seen as one-floor black-color wood building with high pillars. The building was constructed with ancient architectural design using wood joinery without using any iron pillars. At the outer wall of the building, wood carvings, relief and statues are attached. Near the staircase at the west of the building, you can also observe a statue of a woman who donated the monastery, pulling her son's hand and carrying a lacquerware container on her head to offer meals to the Sangha. In the main hall of the building, ancient palm leaf manuscripts are by Press Kamawasa, ancient works of bookcases, the antique war clock, the spherical ball hanging at the beam of the building can be observed. Their presiding Sayadaw also teaches the children about the civics to become the good citizens and the Buddhist culture to be well-mannered and polite to future generations. တပ်ပြင်တော်ကြေးရွာလေးကိုကျွန်တော်တို့ဟိုတယ်နဲ့ခီးသွွာလာရေးဝန်ကြီးဌာနကလေးပြီးတော့ community base လို့ခေါ်တဲ့လူမှုအခြေပြုခီးသွွာလုပ်ငန်းဖော်ဆောင်ရန်အတွက်ရည်မှန်းပြီးတော့ကျွန်တော်တို့ဒီကိုကွင်းစင်လေးလာတာဆိုရင်ဖြင့်အားလုံးယခုအခါနဲ့၄ချိန်တိတိရောက်ရှိပြီဖြစ်ပါတယ်ဒီဒေသမှာရှိတဲ့ဒေသခံတွေအားဆိုရင်ဖြင့်သူတို့ရဲ့အလုပ်ကိုင်ခွင့်လန်းတွေရရှိစေရန်နဲ့လူစွမ်းအားရင်းမြစ်တွေဖွံ့ဖြိုးတိုးတက်စေရန်ဆိုပြီးတော့အားတက်ပြောနဲ့ကျွန်တော်တို့ဟိုတယ်နဲ့ခီးသွွာလာရေးဝန်ကြီးဌာနကိုလာရောက်ပြီးတော့ဆက်သွယ်ပြီးတော့သူတို့ရွာလေးကို community based tourism လို့ခေါ်တဲ့လူမှုအခြေပြုခီးသွွာလုပ်ငန်းလေးစတင်ရန်အတွက်တောင်းဆိုခဲ့ပါတယ်ဒါကြောင့်ကျွန်တော်တို့ဟိုတယ်ခီးသွွာလာရေးဝန်ကြီးဌာနကနေပြီးတော့ပကံရုံခွဲကနေပြီးတော့ဥဆောင်ပြီးတော့လူမှုအခြေပြုခီးသွွာလုပ်ငန်းလေးကိုလုပ်ဖွဲ့ဖို့အတွက်စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်ဒီရွာလေးအားဆိုရင်ဖြင့်ရှေးကြတဲ့ရွာလေးတစ်ရွာလို့လဲဆိုရမှာပါဒီလောက်ကင်ခွန်လန်းတွေရရှိစေရန်ကျွန်တော်တို့ကပေါ်ဆောင်ပေးမယ်ဖြစ်ပါတယ်ဒီဒေသမှာရှိတဲ့ဒေသထွက်ကုန်တွေအားဆိုရင်ဖြင့်ရကန်းလုပ်ငန်းကျိုးကျစ်လုပ်ငန်းထပ်တက်တောင်သူလုပ်ငန်းနဲ့အခြားမြမရိုးရာမုံပဲတီစာစတဲ့ပစ္စည်းမျိုးစုံကိုထုတ်လုပ်ပြီးတော့လှဲပိန်းလုပ်ငန်းတွေရှိမယ်ဗပဲလုပ်ငန်းတွေရှိမယ်ဒီလုပ်ငန်းတွေအားလေးပြီးတော့လာရောက်မဲ့ခီးသွွားဧည့်သည်တွေကိုဒေသအကျိုးပြုမဲ့လုပ်ငန်းတွေဖြစ်တဲ့ဒီထွက်လာမဲ့ပစ္စည်းတွေကိုရောင်းချပြီးတော့သူတို့ရဲ့လူနေမှုဘဝလေးတွေကိုစုံစုံလင်လင်ပြသနိုင်ရန်အတွက်စီစဉ်ထားပါတယ်ဒီအပြင်ထပ်ပြီးလေးလာစရာရှိလို့ညနေပိုင်းမှာဆိုရင်ဖြင့်ရွှေနှက်တောင်လို့ခေါ်တဲ့တောင်ပေါ်မှာညနေစီးစာအလှကိုရွှေနှက်တောင်တောင်ပေါ်ကနေကြည့်မယ်ဆိုရင်ပကံပြည်ရဲ့အလှအပတွေနဲ့တွင်းတောင်တန်းကြီးရဲ့အလှအေယာဝတီမြစ်နဲ့တန်ကြီးတောင်ရဲ့တောင်စင်တောင်တန်းနေရာဆိုရင်ဖြင့်ပကြီးကားတစ်ချက်တစ်ပွဲအလွန်အမတန်မှလှပပြီးတော့တင့်တယ်နေတာကိုတွေ့ရပါမယ်ဒီရက်ရွာလေးအားဆိုရင်ဖြင့်လူမှုအခြေပြုခီးသွွားလုပ်ငန်းစ
စတင်နိုင်ရန်အတွက်အားလုံးပြင်ဆင်ထားပြီးဖြစ်ပါတယ်လူစားအရင်မြဖွံ့ဖြိုးတိုးတက်စေရနဲ့လောက်ကင်ခွန်လန်းများရရှိလာစီပြီးဒီဒေသကလူတွေဝင်ငွေတစ်ဖက်တစ်လမ်းကပုံမရရှိစေရန်အတွက်ကျွန်တော်တို့စီစဉ်ဆောင်ရွက်ရရှိကြောင်းတင်ပြရပါတယ်ကျွန်တော်တို့ဒီတေးဝင်တော်ကြီးပါလေးဟာကျွန်တော်တို့အင်ဂျီပေါင်း35အိမ်နဲ့စတင်ပြီးတော့တည်ခဲ့တဲ့ကြီးပါလေးဖြစ်ပါတယ်အခုချိန်မှာအင်ဂျီပေါင်း400လောက်ရှိသွားပြီပေါ့လူဦးရေအခုချိန်မှာ2000လောက်ရှိရဲ့ကြီးပါလေးဖြစ်ပါတယ်ရွာ TV 15နှစ်လောက်ရှိမှဒီရွာလေချောင်းဆိုရရုပ်ဆောင်ချောင်းကိုကျွန်တော်တို့တဖန်တီချောင်းတိဆောက်ခဲ့ရတာလူတိုင်းတွေပေါ်လာပါတယ်ယခုဒီရုပ်ဆောင်ချောင်းကြီးဟာခန့်မှအားဖြင့်နှစ်ပေါင်း200ကျော်ကျော်ပတ်ဝန်းကျင်ဒီပါလောက်ရှိသွားပြီပေါ့ရှိခင်ကျော်ရှိကြောင်းကြီးပေါ့ကဲရှိကြောင်းကြီးကအခုချိန်မှာလဲပြည်ပပြည်တွင်းပြည်ပမှာအဘခီးတဲ့ဖျားကူအားလုံးပိတ်ကုန်ရတယ်အခုစီရီကားနဲ့ဒီရုပ်ဆောင်ကြောင်းလာပြီးလေးလာကြတာကိုလည်းကျွန်တော်အနေနဲ့ပီတီ1မြောက်ပါတယ်ကျွန်တော်တို့ရဲ့အတမွေးဝမ်းကြောင်းလေးမှာကျွန်တော်တို့ထန်းတက်ပညာတို့အစရှိရက်ကန်းခက်ပညာတို့ဗဘဲပညာတို့နဲ့ဖွဲ့စည်းပြီးတော့ယာလေးတွေမှာပဲနှမ်းစရှိစိုက်ပျိုးရေးတွေလှုပ်ဆောင်ပြီးတော့တမွေးကြောင်းပြုလုပ်နေရပါတယ်ပေါ့ကျွန်တော်ရွာအဝယ်မှာရှင်သေးတဲ့ကောင်ရွှေနဲ့တောင်ဖျားနေပြီးတော့ဒီဘက်ရုပ်ဆောင်ကြောင်းတွေရွှေနဲ့တောင်ဖျားတမိုင်းရွှေနဲ့တောင်ဖျားကြီးလာလေးလာတယ်လာပြီးဖူးမြော်ကြတယ်ရွှေနဲ့တောင်ရဲ့ဖျားတမိုင်းကလည်းကျွန်တော်တို့အင်းဝါခေနှစ်ပေါင်း900ကျော်လောက်ကတက္ကသိုလ်698ခုနှစ်ကတည်ထားတဲ့စစ်ကဲကြီးထားကူခဲ့တဲ့ချင်းသေးတဲ့ကောင်ရွှေနဲ့တောင်ဆိုရဖျားတူရှိပါတယ်အဲ့ဒီဖျားရဲ့တကူအားကြောင့်ကျွန်တော်ကြီးပါလေးမှာလဲယခုထိတာယာအေးချမ်းမှုရှိပါတယ်အဲ့ဒီရွှေနဲ့တောင်ကြီးလေးလာရင်းနဲ့လူအများကဖျားဘူးလာရင်းနဲ့အောက်မှာရှိတဲ့နှက်ကွင်းနန်းနေလဲသွားပြီးတော့တင်ကြပူဇော်ပသကြပါတယ်ဒီနှက်ကွင်းကြီးကလည်းတကယ်အင်မတန်ထူးဆန်းတဲ့နှက်ကွင်းကြီးပါသူကလည်းဒီဖျားတကာစစ်ကဲမင်းကြီးကငါကောင်းမှုတော်မှာလာဖူးမြော်တဲ့ပုံကိုယ်တွေအန်ဒီကင်းဘေးကင်းစွာမင်းစိတ်ချမ်းသာကိုချမ်းသာဖြစ်အောင်မင်းမသာစောင့်ရှောက်ပြီးတော့ဆိုရင်အဲ့မှာနှက်ကွင်းနန်းအဖြစ်နဲ့အောက်မှာရှိရဲ့ဘာဦးရွှေလုံးတင်ကြီးကိုနဲ့ရဲ့နာမည်ကရွှေလုံးတင်နဲ့အောက်မှာကန်တော်မင်္ဂလာလည်းရှိတယ်ကံအမှုတန်းနောက်ကြပြီးပြမင်းကျင်မင်းတန်တက်လို့ဆွေတော်မျိုးတော်တို့အသက်ခံရလို့အဲ့နေရာမှာနက်ဖြစ်ရတဲ့အခါမှာဗိမ္မာန်တောင်းကြရပါတယ်ဒီစစ်ကေမင်းကြီးဆံမှာတောင်းကမှာသူ့မှာနေစရာထိုင်စရာမရှိလို့အသင်မတူလဲမိတော့အသင်မကြီးလက်ချက်ကြောက်ရာဇမန်အသင်လို့အသက်ခံရလို့အကျွန်ုပ်ဒီနေရာမှာနှက်ကွင်းနန်းပေးပါစီဆိုပြီးတော့ကောင်းပြီဒါငါကောင်းမှုတော်ကြီးနေရာမင်းခဏရစားစောင့်ရှောက်နေပြီးတော့ငါစီဒီပထိုးကြီးတီတက်ခံရတဲ့အချိန်ကာလမှာဖျားဘူးများလာတဲ့အခါမှာမင်းမသာစောင့်ရှောက်ပြီးတော့ဆိုပြီးတော့ဒီနှက်ကွင်းနဲ့နှန်းကြီးကိုဖျားဘူးလာတဲ့ပုဂ္ဂိုလ်ရလဲအမြဲပူဇော်ပတ်တာကြပါတယ်ကျွန်တော်တို့ဟိုတယ်နဲ့ခီးသွွားလာရေးဝန်ကြီးဌာနခီးသွွားလုပ်ငန်းများဖွံ့ဖြိုးတတ်အောင်ကဏ္ဍပေါင်းစုံကလေးပြီးအခြေအဟုန်မြင့်၍ဆောင်ရွက်လျက်ရှိရာကျွန်တော်တို့ပကံခီးစဉ်ဒေသကိုကျွန်တော်တို့ကလေးပြီးတော့ဆက်ပြီးတော့သွားနိုင်တဲ့ခီးစဉ်တစ်ခုဟိုပေါ်ထုတ်ထားပါတယ်ဒီခီးစဉ်ကတော့ဇီအိုကြီးရွာမှာရှိတဲ့မကြီးကိုကပင်နဲ့နောက်တစ်ခါအင်ဂျင်တော်နောက်တစ်ခါတန်ချက်ဖို့တို့ကိုလေးလာနိုင်အောင်ပကံညောင်ဦးလမ်းမလေးပြီးတော့6မိုင်4ဖာလုံးဝေးတဲ့ဇီအိုကြီးရွာကိုသွားမယ်ဆိုရင်ဇီအိုကြီးရွာကိုရောက်ရှိမယ်ဇီအိုကြီးရွာနေပြီးတော့မြို့ရဲ့ရွာထဲကိုဝင်လိုက်မယ်ဆိုရင်မကြီးကိုကတည်ရှိတဲ့ဇီအိုဘုံကြီးကျောင်းကိုရောက်ရှိမယ်ဇီအိုဘုံကြီးကျောင်းမှာရှိတဲ့မကြီးကိုကပင်ဟာဆိုရင်ဖြင့်လွန်ငယ်သောနှစ်ပေါင်း900ကျော်ခန့်ကတည်ရှိပါတယ်ဒီမကြီးကိုကပင်ကြီးဟာဆိုရင်ဖြင့်အမြင့်ပေ100ကျော်ရှိပြီးတော့လုံးဘက်က50ပေတည်ရှိမယ်ဒီမကြီးပင်ကြီးကိုကြည်ချင်းအားဖြင့်နှစ်ပေါင်း900ကျော်ကရှိခဲ့တဲ့အတွက်အလွန်အမတန်မှကိုစိတ်ဝင်စားစရာကောင်းတဲ့ခီးစဉ်လေးတစ်ခုဖြစ်ပါမယ်The Ziohla village is located about 13 miles from Nyaung Township. In the village, over 900 years old tamarind tree with 9 branches will be an unusual sight for you.
The ancient iron furnace, believed to be existed since the 1st century AD, can be observed near the Selp ruins. You will be satisfied with new ecotourism destination. တန်ကြပ်ပေါ်ဆိုရင်ပကံမင်းလက်ထက်ကလေးကလေးပြီးတော့ပို့ခဲ့တဲ့တန်ကြပ်ပေါ်အဟောင်းလေးတစ်ခုရှိမယ်ဒီကလေးပြီးဆက်ဆက်ပြီးသွားမယ်ဆိုရင်နှထိန်ထားတဲ့အင်ဂျင်တော်1.4 ဧကကျယ်ဝန်းနဲ့နှထိန်ထားတဲ့အင်ဂျင်တော်ကြီးကိုတွေ့မယ်အင်ဂျင်တော်ကြီးအတွင်းထဲကိုဝင်လိုက်မယ်ဆိုရင်လွန်ခဲ့တဲ့နှစ်ပေါင်း1000ကျော်ကရှိခဲ့တဲ့အင်ဂျင်ပင်ကြီးတွေဟာဆိုရင်ဖြင့်အညာဒေသမှာအလွန်အမတန်မှထူးခြားစွာပေါက်ရောက်နေတာကိုတွေ့ရမယ်ဒီအင်ဂျင်တော်ထဲမှာသွားရောက်ပြီးလေ့လာမယ်ဆိုရင်တဘာဝကိုအခြေခံတဲ့ခီးစဉ်လေးတစ်ခုအဖြစ်အလွန်အမတန်မှတာယာတဲ့ခီးစဉ်လေးတစ်ခုအဖြစ်ကျွန်တော်စီစဉ်ဆောင်ရွက်ထားလျက်ရှိပါတယ်ခင်ဗျာGemo Ai Pond is one of the new destinations located between Lepan Ai and Lekwa villages, 2 miles and 3 furlongs from Mahabodhi Pagoda, which is 7 miles away from Jabodong Metila Road in the east of Jabodong Township. You can go there on foot about 2 miles from Lepan Ai, not Chao Ai. Chao Ai is the place with massive stone slabs. From there, you can proceed to Chao Talong Ai, Langajong Ai, Gemo Ai, and Sko Ai. The reason why it's called as Gemo Ai is that it's in the shape of roofing with massive stone. This new destination is an ecotourism site for adventurous visitors to observe the social life of rural people, cultural traditions and customs, and the pilgrimage of Arahanta. ဂဲမူအိုင်ကကျွန်တော်တို့ပုပ္ပတောင်မာကြီးကလေးဆင်းလာတဲ့ထုံးကြောက်တောင်ကြီးတွေကိုဖြတ်လာပြီးတော့ကျွန်တော်တို့လက်ပိုင်အိုက်ကြီးရွာရဲ့အထက်နားမှာရှိပါတယ်ခင်ဗျ။ချောင်းကတော့သူကထုံးကြောက်တောင်နေဆိုတော့ကြတော့တဘာဝဖြစ်စဉ်တွေကအရင်ရေးတိုက်စားထားတော့ထူးထူးဆန်းဆန်းလေးလှနေတာပေါ့ခင်ဗျ။ဂဲမူအိုင်နဲ့အတူတူကျွန်တော်တို့ဒီဒေသဟာကြောက်ပြောင်းတစ်မျိုးလုံးမှာမကဒီနာအနီးနားပတ်ဝန်းကျင်ကျမောက်တောင်ဆဲအောက်ကိုရောက်တဲ့အထက်လဲခွားတို့ဘာလို့ဆိုတာတကယ်စိုက်ပျိုးရေးသီးနှံတွေကိုစိုက်တဲ့နေရာတွေပါအဲ့ဒီနေရာတွေမှာလဲကျွန်တော်တို့ organic နဲ့စိုက်အောင်ပညာပေးဖို့လဲကျွန်တော်တို့ရည်ရွယ်ပါတယ်နောက်ပြီးတော့ကျွန်တော်တို့ကျမောက်တောင်အနီးတစ်ဝိုက်ကတည်း geology သမားတွေလည်းလေ့လာကြပါတယ်ကျွန်တော်တို့စွမ်းအင်အနေနဲ့နေအောင်ကြီးစွမ်းအင်တွေကိုသုံးမယ်ရေကိုလည်းနေအောင်ကြီးစွမ်းအင်နဲ့ပဲရအောင်လုပ်ပြီးတော့ကျွန်တော်တို့စိုက်ပျိုးရေးအတွက်ကောသုံးရေးအတွက်ကောကျွန်တော်တို့ဖန်တီးပါမယ်နေရေးအတွက်ကတော့ကျွန်တော်တို့ဝါးလေးတွေနဲ့ဒေသထွက်ကုန်ပစ္စည်းလေးတွေနဲ့တံပိုးနဲ့အဆောက်အဦလေးတွေပုတ်လိုဟာမျိုးနဲ့အဲ့လိုဝါးဘန်ကလိုလေးတွေလုပ်ဖို့အစီအစဉ်ရှိပါတယ်ခင်ဗျဒေသခံပြည်သူတွေနဲ့ရွာလူတွေနဲ့ဝိုင်းဝန်းပြီးတော့လုပ်ဖို့အစီအစဉ်ရှိပါတယ်ခင်ဗျနောက်ပြီးတော့လက်ပံအိုင်ဆရာတော်ကြီးကလည်းယဟန္တာဆိုပြီးတော့သမုတ်ပြီးတော့ခုတဲ့ထီအောင်မပုတ်မသိုးသိရှိပါတယ်အဲ့ဒါကိုလည်းအခြေခံပါတယ်ခင်ဗျ As the trip to the Gemo Ai needs to pass the Lepan Ai village, the unspoiled remains of Lepan Ai Siadoji, who passed away 70 years ago, is displayed for the public obeisance. The Chao Myamo Pagoda is beside the bank of Iari River in the southern part of Mingaba village, near the Somenji Pagoda. We can observe that the pagoda is in 2-level structure on the same plinth, and the inner part bears octagonal structure with the artworks on the Pew era and the artworks of Bagan era, which are enveloped. The bricks bear the finger marks which is used to have on the Pew era bricks. Decoration with turban bands, spherical and rhombus shapes are formed with concrete floored bricks like the decorations in Lokananda Pagoda. As the significant feature can be seen that the outer and inner parts of the pagoda are separated with pillars, which are about 3 feet in width. According to the ecologists, the pagoda was constructed at about 12th or 13th century AD.
The site also attracts the interest of tourists with its stunning views of the sunset at the Eari River and iconic views of Tanchi Hill. The village is about 20 miles from Baganyao, and the village is so much conservative, and its living style is different from other villages. The boys and girls adopt their coiffure like Yangbesu, the traditional top-knot style with a circular fringe until they attend university. Currently, there are 47 boys and girls, including 22 boys and 25 girls, who retain their traditional hairstyles. Their natural living style is attractive to those who behold them. Friendliness and warm hospitality of villagers. The visitors will enjoy their trip and surely treasure it as beautiful memory. The Ministry of Hotels and Tourism launched the new tourist destinations: the Rock Lake, Yoksuk Monastery, Tamlin Tree with 9 branches, Gemo Ai, Chaomyam Mall, and Sasayuville. Those destinations can be visited easily during the trip to Bagan. The introduction of the new destinations will bring the intrigue and other amazing local knowledge and opportunity to explore the untouched destinations.